ပြန်တဲ့ချိန်မှာဒီတရားပေါ်လေရောက်လဲရောက်ရောငလင်းကစလှုပ်တော့စလှုပ်တော့ဟိုဘိန်းပေါက်တယ်မှလို့ဘိန်းကိုလှည့်ကြည့်တဲ့အချိန်မှာဘိန်းပေါက်တာမဝင်နေငလင်းလှုပ်တယ်အဲ့ကြမှာတီးတယ်အဲ့ကြမှာတီးတဲ့အချိန်မှာဒီတရားကိုဖြတ်ပြီးသားဖြစ်နေတော့နောက်လေလှည့်မရဘူးရှေ့လေလှည့်မရဘူးဆိုတော့အားနဲ့ရှေ့ပဲမောင်းလိုက်တော့တရားလှုပ်ပုံလုံကြီးကသူများတွေနဲ့မတူဘူးဆိုတော့တရားကိုဒီလိုခါပြီးတော့ရမ်းချလိုက်ပြီးလို့ဖြစ်တော့စက်ကပိုင်းတွင်ကိုတရားပြိုကျသွားအဲ့ချိန်မှာကိုလည်းဘာမှမတတ်နိုင်တော့ဘဲတော့အနောက်မှာရှိတဲ့သမီးပဲသမီးအဖေကိုကင်နာဆိုပြီးတော့ပဲអော်နိုင်ပြီးတော့တရားရဲ့ပြိုကျတဲ့အချိန်မှာဘေးကိုထိုးပြီးတော့ချပြီးတော့ရေထဲမှာအဲ့လိုပဲပေါ့နော်ကျသွားတော့ပေါ့သမီးရောဆိုင်ကယ်ရောအတူတူကျသွားပြီးတော့မှအပေါ်ပြန်တက်လာတော့ကျတော့ကိုတယောက်တည်းပဲပါပြီးတော့အဲ့မှာသမီးမပါလာတာကိုအဲ့ကြမှာတီးပြီးတော့သမီးလိုက်ဆိုင်နေတဲ့ကျွန်တော်သမီးဆုံးရှုံးလိုက်ရတာဆိုတော့ခုချိန်ဒီကိုသမီးရှိသေးရဲ့လို့ပဲကိုကထင်တာပေါ့ကိုတခြားကယ်တဲ့တွေပါလေဘာတစ်ခုမှမလောက်ကျွန်တော်တို့ဘောက်ကျွန်တော်တို့နဲ့ကယ်ပြီးတော့ကိုပေါ့ကိုရေကုန်သမားအဖွဲ့ကိုပေါ့ကိုငါတွေ့ရင်2သိန်းခွဲမတွေ့ရင်2သိန်းခွဲတွေ့ရင်10သိန်းဆိုတဲ့အဲ့လိုလူမျိုးတွေနဲ့ငှားပြီးတော့ကိုပေါ့ကိုကြမ်းဖန်ပြီးတော့ကိုပေါ့ကိုတော့ကယ်တဲ့ကြီးမှလည်းမလောက်ဘူးဘူးမှလည်းမလောက်